Master You are emotion ဆိုတဲ့စာအုပ်ထဲကစာရေးဆရာတီဘိုရေးသားထားတဲ့စိတ်ခံစားချက်တွေကိုနားလည်ပြီးတော့အကောင်းမြင်စိတ်နဲ့ဘဝကိုဘယ်လိုအုပ်စိုးရမလဲဆိုတာကိုလက်တွေ့ကြကြဆရာကဒီစာအုပ်ထဲမှာညွှန်ပေးထားတာပါဒီတဲ့ကမှတ်မိလေတဲ့မှတ်သားသင့်မှတ်သားထိုက်တဲ့အကြောင်းအရာလေးတွေကိုဆွဲထုတ်ပြီးတော့တငယ်ချင်းတို့ကိုကျွန်တော်ကမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျတို့ကနေ့စဉ်နဲ့အမျှစိတ်ခံစားချက်ပေါင်းများစွာရဲ့လွှမ်းမိုးခြင်းကိုခံနေကြရတယ်ဗျတခါတရံပျော်ရွှင်ကြည်နူးရတယ်လို့တခါတရံအကြောင်းမဲ့ဝမ်းနည်းခြင်းဟူသောမျိုးနှင်းများကြားတွင်ပိတ်ဆို့နေတတ်သေးတယ်အဲ့ဒီຢာကိုနားလည်ရန်ပထမဦးဆုံးတတိထားရမယ့်အချက်ကတော့ကျတို့ရဲ့အုံနောက်ကပျော်ရွှင်ရန်ထက်ရှင်သန်ရန်ဦးစားပေးတိဆောက်ထားခြင်းပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျုပ်တို့ရဲ့ဘိုးဘေးများကတော့တောထဲတောင်ထဲမှာတာရတလိษံများနဲ့ရင်ဆိုင်ကြရတယ်အဲ့ဒီချိန်ကကြောက်စိတ်နဲ့အစိုးမြင်စိတ်ကတော့အသက်ကိုကယ်တင်ပေးတဲ့ကိရိယာများဖြစ်ကြတယ်ဗျချုံမုတ်တကူလှုပ်သွားလင်တော့အထဲမှာကြားရှိနိုင်သည်ဟုအစိုးမြင်လိုက်ခြင်းကသာအသက်ရှင်စေခဲ့တယ်မဟုတ်ပါလားအဲ့ဒီဗီဇာကတော့ယနေ့တိုင်တင်သွေးထဲမှာစီးစင်းနေသေးပါဥပမာပြောရမယ်ဆိုရင်တင်းလှုပ်ရှင်ကတင်းကိုမျက်နှာပြက်ပြက်နဲ့ကြီးလိုက်သည်ဆိုပါစို့တင်းအောင်နောက်ထဲမှာရှိတဲ့ရှေးဟောင်းရန်နီယာကကြားဟိန်းတန်လိုပဲမှတ်ယူလိုက်ပြီးတော့တင်းကိုထိတ်လန့်သွားစေပါတယ်တကယ်တော့အဲ့ဒီအရာကသေစေနိုင်တဲ့အနေမဟုတ်ပေမဲ့လေတင်းအောင်နောက်ကတော့အစိုးမြင်ခြင်းကိုအလုတ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကိုပဲသိမြင်ခြင်းကလွတ်မြောက်ခြင်းရဲ့အစလို့ဆိုယူနိုင်ပါတယ်လူတော်တော်များများမှားယွင်းတတ်သည်မှာလဲစိတ်ခံစားချက်နဲ့မိမိကိုယ်ကိုမိမိတသားတည်းထားလိုက်ခြင်းပဲဖြစ်ပါတယ်ငါဝမ်းနေနေတယ်ဟုဆိုလိုက်တာနဲ့သင်ကဝမ်းနေခြင်းဟူသောပင်လယ်ထဲကိုငုပ်ရှိုးသွားတဲ့ကဲ့သို့ခံစားရမယ်ဥပမာသင်ကကောင်းကင်ကြီးဖြစ်သည်ဟုမြင်ကြည့်ပါဝမ်းနေမှုဒေါသထွက်မှုပျော်ရွှင်မှုတို့ကကောင်းကင်ပေါ်မှာဖြတ်တန်းသွားသောတိမ်တိုင်များတာဖြစ်ပါတယ်မဲမောင်သောမိုးတိမ်များလာသောအခါကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားတဲ့ကဲ့သို့ထင်ရတော့လေတကယ်တော့ကောင်းကင်ကြီးမှာတနေရာမှမရွေ့ပဲတည်ငြိမ်သွားရှိနေစေပဲဖြစ်ပါတယ်တိမ်တိုင်းကတော့ကောင်းကင်မဟုတ်တဲ့ကဲ့သို့စိတ်ခံစားချက်တည်လဲသင်မဟုတ်ပါ၎င်းတို့ကတော့ခန္ဓာလာလဲတဲ့ဧည့်သည်များသာဖြစ်ပါတယ်ဧည့်သည်ကိုဧည့်သည်လိုဆက်ဆံပါမိသားစုဝင်အဖြစ်အိမ်ထဲကိုအပီးတိုင်ခေါ်မသွင်းပါနဲ့ကျတို့ကတော့ပျော်ရွှင်မှုဟုထင်မှတ်ပြီးတော့ဒိုပါမင်းဆိုတဲ့ဓာတ်ပစ္စည်းနောက်ကိုလိုက်တက်ကြတယ်ဗျစားကောင်းတောက်ခွေရစားခြင်းပစ္စည်းသစ်လဲခြင်းလူမှုကွန်ရက်တွင်လိုက်ရခြင်းတို့ကခဏတာပျော်ရွှင်မှုကိုပေးပါတယ်ဒါပေမဲ့လည်းအဲ့ဒီအရာတွေကစားရည်ကိုတောက်ခြင်းနဲ့တူပါတယ်တောက်လေလေပိုရည်ငှက်လေလေပဲဥပမာကားအသစ်တစ်စီးဝယ်လိုက်တဲ့အခါမှာပထမတစ်ပတ်မှာအသင်ကကဘာပေါ်မှာအပျော်ဆုံးလူဖြစ်နေပါလိမ့်မယ်ဒါပေမဲ့တလကြာတဲ့အခါမှာအဲ့ဒီကားကတာမန်တန်တဲ့ပစ္စည်းတစ်ခုသာဖြစ်သွားပြီးတော့သင်ကနောက်ထပ်ပိုကောင်းတဲ့အရာတစ်ခုကိုထပ်မံတောင်းတမိပြန်တယ်ဒါကြောင့်စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့40%ကတော့သင်ရဲ့အတွင်းစိတ်နေသဘောထားပေါ်မှာသာမူတည်ကြောင်းအမြဲတည်းရပါ။အိုးမိတ်ဆွေဒီဟာကတော့ခံစားချက်တို့ရဲ့သဘောတဘာဝကိုပညာရှိတို့မြင်တဲ့အတိုင်းပထမပိုင်းကျွန်တော်ရှင်းလင်းပေးတာပဲဖြစ်ပါတယ်။ကဲဒုတိယပိုင်းကိုစလိုက်ကြရအောင်ဗျာ။စိတ်ကိုအုပ်ဆိုးတယ်ဆိုတာစိတ်ကိုရိုက်နှက်ဆုံးမတာမဟုတ်ပါဘူး။စိတ်ရဲ့သဘောတရားကိုနားလည်ပြီးတော့အလိုက်တင်ပညာသားပပကင်တွယ်တာပဲဖြစ်ပါတယ်။ကျတို့ဟာစိတ်ခံစားချက်တစ်ခုရဲ့အကျဉ်းသားဖြစ်နေရတာဟာလေအဲ့ဒီခံစားချက်နဲ့ကိုတသားတည်းထားလို့ပါပဲပညာရှိတို့ကတော့ခွဲခြားကြည့်မြင်ခြင်းအတတ်ပညာကိုသုံးကြတယ်ဗျဥပမာသင်ဟာအလုံးမှာအမှားတစ်ခုခုလုံးမိလို့ငါဟာလူညံ့တယောက်လို့တွေးမိတယ်ဆိုပါစို့အဲ့ဒီချိန်မှာသင်ဟာလူညံ့ဆိုတဲ့ဝိသေသကြီးထဲမှာပိတ်မိသွားပြီအဲ့ဒီလိုတွေးမဲ့အစားငါစီမှာငါကိုငါညံ့တယ်လို့ထင်နေတဲ့ခံစားချက်တခုရောက်နေတယ်လို့ပြောင်းလဲနာမည်တက်ကြည့်ပါသင်နဲ့ခံစားချက်ကြားမှာကြားခံနေမြေတခုဖြစ်သွားပါလိမ့်မယ်အင်ကြီးအစုပ်ကိုဝစ်ထားယုံနဲ့သင်ဟာလူအစုပ်ဖြစ်မသွားသလိုစိတ်ညစ်စရာခံစားချက်ကိုခံစားနေရယုံနဲ့သင်ဟာစိတ်ညစ်စရာလူဖြစ်မသွားပါဘူးအဲ့ဒီခံစားချက်ကိုအဝတ်စားတစ်ခုလိုပဲချွတ်ပစ်လို့ရတယ်ဆိုတာသတိရပါမိတ်ဆွေလက်ထဲမှာမီးလောင်နေတဲ့မီးခဲတကယ်ကိုကင်ထားမိရင်အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲအဲ့ဒီမိခဲအကြောင်းကိုဆွေးနွေးနေဖို့မဟုတ်ဘူးအမြန်ဆုံးလွှတ်ချလိုက်ဖို့ပါပဲစိတ်ခံစားချက်တွေကိုလွှတ်ချဖို့မိကုံ3ခုကိုမေးပေးပါနံပါတ်1မိကုံကတော့ငါဒီခံစားချက်တွေကိုလွှတ်ချနိုင်မလားလူတိုင်းမှာစွမ်းအားရှိပါတယ်ဗျာနံပါတ်2ငါလွှတ်ချခြင်းရဲ့လား
နာကျင်မှုကိုဆွဲကင်ထားရတာကိုသင်တကယ်ပဲနှစ်သက်နေသလားနံပါတ်3ဘယ်တော့လဲအဖြေကတော့အခုပဲဖြစ်ပါတယ်ဥပမာတယောက်ယောက်ကသင်ကိုပြောဆိုလိုက်လို့စိတ်ဆိုးနေတယ်ဆိုပါစို့အဲ့ဒီဒေါသကိုတိမ့်ထားရင်သင်ရင်ဘက်ထဲမှာပူလောင်နေမှာပါအဲ့ဒီဒေါသကိုဧည့်သည်လို့သဘောထားပြီးတော့ကဲသွားပြီအောင်တော့လို့အေးအေးဆေးဆေးခွင့်ပြုလိုက်ပါလွတ်ချလိုက်ခြင်းဟာအရှုံးပေးတာမဟုတ်ဘဲနဲ့ကိုလွတ်လပ်ခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်ကျုပ်တို့ရဲ့ဘဝမှာအမြဲတမ်းသတိထားရမယ့်မြင်းတစ်ကြောင်းရှိပါတယ်မြင်းအောက်ဒါဟာအမှောင်ကဘာပါအပြစ်တင်ခြင်းစင်ကြေပေးခြင်းဒေါသထွက်ခြင်းကိုတနာနေခြင်းတွေပဲဖြစ်ပါတယ်မြင်းအောက်မှာနေရင်သင်ဟာဘဝရဲ့သားကောင်ဖြစ်နေပါလိမ့်မယ်နောက်ထပ်မြင်းတစ်ခုကတော့မြင်းအထက်လို့ခေါ်တယ်ဒါဟာအလင်းကဘာပါတာဝန်ယူခြင်းသင်ယူခြင်းသိကျင်စိတ်ရှိခြင်းနဲ့နားလည်ပေးခြင်းတွေပဲဖြစ်ပါတယ်ဥပမာမိုးရွာလို့ချင်းဆူမှုတစ်ခုပြတ်သွားတဲ့အခါမိုးကလည်းစုပ်လိုက်တာလို့အပြစ်တင်နေရင်သင်ဟာမြင်းအောင်မှာပါမိုးရွာနေတာပဲအိမ်မှာစဖတ်ဖို့အချိန်ရသွားတာဗောလို့တွေးရင်သင်ဟာမြင်းအထက်မှာပါဘယ်နေရာမှာနေမလဲဆိုတာသင်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်ပညာရှိတို့ဟာကိုအမြဲစမ်းစစ်လေရှိပါတယ်တပတ်တာအတွင်းမှာသင်ဘယ်လိုခံစားရလဲဆိုတာကိုမှတ်တမ်းတင်ကြည့်ပါသင်ကိုဒေါသထွက်စေတဲ့အကြောင်းရင်းတွေဟာထက်တက်လဲလဲဖြစ်နေတာကိုသင်တွေ့ရပါလိမ့်မယ်အဲ့ဒီပုံစံကိုမြင်သွားတဲ့အခါနောက်တစ်ခါအဲ့ဒီအဖြစ်မျိုးကြုံလာရင်သင်ဟာမထိတ်လန့်တော့ဘဲနဲ့အော်ဒါကငါ့ကိုဒေါသထွက်အောင်လုပ်နေတတ်တဲ့အခြေအနေပဲငါမြင်းအထက်မှာနေဖို့ကြိုးစားမယ်လို့ကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မယ်မိတ်ဆွေခံစားချက်တွေဆိုတာသင်ဘဝခရီးလမ်းမှာပေါက်နေတဲ့ပန်းပင်လေးတွေနဲ့စူးပင်လေးတွေလိုပါပဲပန်းပွင့်ရင်မွှေးရင်းနှံကိုခံစားပါစူးစူးရင်စူးကိုနှုတ်ပစ်ပြီးတော့သင်ခန်းစာယူပါဒါပေမဲ့အဲ့ဒီအပင်တွေနားမှာပဲတပွားလုံးထိုင်မနေပါနဲ့ခရီးကိုဆက်သွားပါသင်ရဲ့ပျော်ရွှင်မှုဟာဘယ်သူလက်ထဲမှာမှမရှိပါဘူးသင်ရဲ့အတွေးသင်ရဲ့အနက်အတိတ်ပဲဖွင့်ဆိုချက်နဲ့သင်ရဲ့လွတ်ချနိုင်မှုပေါ်မှာပဲမူတည်နေပါတယ်ယနေ့ကစပြီးသင်ရဲ့အရှင်သခင် Master of Your Emotion ဖြစ်အောင်ကြင့်ကြံရှင်သန်ပါမိတ်ဆွေ